အားလုံးပဲမင်္ဂလာပါဒုတိယဆိုင်မှုရှင်များပြည်သူများပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့12ရက်3လဗုဒ္ဓဖူးနေ့အတွက်เนาะပေါက်သည်ကျွန်တော်ဒီမှာဒီ site လေးကိုကတော့ခဏမှပြမယ်ကျွန်တော် Viber မှာဓာတ်ပုံရိုက်ပို့ပေးလိုက်မယ်เนาะထိုးရမယ့်ခဏနေတော့ဒါအခုလောလောဆယ်ကျွန်တော်ကြီးမှာယူထားတဲ့ဖွဲ့တွေတေချာတဲ့နီလန်းလေးနဲ့စီဝါဖြစ်ကစားနေတဲ့သူတွေအတွက်ကိုကျွန်တော်ကအခွေပြီးပေါက်လေးပြပေးမယ်နော်အခွေပြီးပေါက်လေးပြပေးမယ်ဟောထီမိမိနဲ့အခုဥပမာဇာတို့အခွေပေးထားတဲ့ဇာတို့အခွေလိုက်နေတာအောင်မြင်စွာထွက်မယ်ဆိုတဲ့ site လေးကိုကျွန်တော်တင်ဆက်ပြတာပေးမယ်နော်ဘာလို့လဲဆိုတော့ဒီ site ကဒါနေတိုက်ပြနေတိုက်ကအရေးမကြီးဘူးနေတိုက်ကတော့မနေ့ပြန်ဘာဖြစ်မယ်ဘာညာလွှဲချင်တယ်လွှဲတတ်တယ်တေချာကျွန်တော်ပြမယ်နော်တေချာတဲ့ site လေးကကျွန်တော်တို့အားရှိစရာလေးပေါ့ဗျာနောက်ပြီးကျွန်တော်အခုပတ်တီးပေးထားတာဟိုမကြိုက်လို့ရှိရင်နားနော်ပတ်တီးတစ်လုံးကျွန်တော်လုံးဝစပယ်ချက်ထပ်ပေးမယ်နှစ်ရက်အတွင်းထွက်ရမယ်ပတ်တီးထပ်ပေးမယ်တဲ့အဲ့တော့ကျွန်တော်ဒီ site ကတော့ဒါလူတိုင်းသိမှာပေါ့နော်ကျွန်တော်အများနဲ့ပြနေတဲ့ site နော်ဥပမာဒီမှာခွန်4ခွန်9 3နှစ်ဆိုတဲ့ site ကဒါနှစ်ပင်တစ်ဖြက်နော်နှစ်ပင်တစ်ဖြက်နှစ်ပင်တစ်ဖြက်ကျွန်တော်လောက်ထားပါတယ်အကပြီးတော့ဒီမှာနှစ်ပင်တစ်ဖြက်နော်အဲ့တော့ကျွန်တော်တို့ဒီ site တိုင်းကိုကျွန်တော်ကအပြီးပေါက်ခွေလေးကျွန်တော်ပြမယ်နော်ဒါတေချာလေးကြည့်ပေးတာဟိုမိမိတို့ရှိမှလည်းဒီ site ကရှိပါလိမ့်မယ်နော်အဲ့တော့ဒီ site ရဲ့အခွေကိုကျွန်တော်ဒီကစပြမယ်ဒီမှာဒီနှစ်ပင်မှာအစိမ်းရောင်လေးနဲ့ကကျွန်တော်ဒီကပေါင်းခြင်းပေါ့နော်ဒီအပေါ်ကကျွန်တော်ပြလိုက်မယ်နော်ဒီအပေါ်ပြလိုက်မယ်ဒီအလဲနှလုံးပေါင်းမယ်နောက်ပိတ်ပေါင်းမယ်သုံးလုံးပေါင်းခြင်းပေါ့6 4နှစ်ပေါင်းလိုက်တော့ကျွန်တော်9ရတယ်နော်ဒီ9မှတ်တာဒီ9ဒီတဲ့ကျွန်တော်ဒီမှာ9ရေးလိုက်မယ်နော်9တဲ့9ရဲ့ပါဝါ3ည9ရဲ့နှက်က3အဲ့တော့ဒီ9ရဲ့ထိုင်းပါဝါ6မကြည့်တာနော်အဲ့တော့ဒီအခွေဒီတဲ့မကြည့်တာကျွန်တော်တို့ဒီခွေဒီဒီ9အခွေဒီကျွန်တော်တို့ဒီမှာကြပေးရမှာပေါ့နော်ဒီမှာကြပေးရမယ်ဆိုတော့ကျွန်တော်တို့ကဒီမှာဒီ site ကဒီမှာဆိုတော့ဒီ site ကဒီ9ကိုလည်းဒီမှာနော်ဒီ site တန်းကြနော်ဒီမှာကြည့်ကျွန်တော်မြားလေးတစ်ချက်ပြပေးမယ်ဒီ site မှာဒါ site ထိုးတဲ့လူအားရှိရနော်9-3-3အခွေဒီတဲ့ဒီမှာကြမယ်အဲ့တော့3-5-3လို့ကြာနော်9-3အပူပါဆိုတော့ဒါကျွန်တော်တို့အောင်မြင်သွားပြီနော်တစ်ချက်ဒီမှာအောင်မြင်သွားပြီ9-3ဟုတ်ပြီနော်နောက်တော့ခါရတယ်ကျွန်တော်ဒီမှာ9-9-8ပေါင်းလိုက်တော့ကျွန်တော်တို့က2ရတယ်ဒီမှာကျွန်တော်2ရေးပြီနော်2ပါဝါခွန်နှစ်ခက်က4ထိုင်းပါဝါ6နှစ်ခွန်46အပူပါတဲ့နော်နှစ်ခွန်46အပူပါကိုဒီမှာကြာမယ်အဲ့တော့ကျွန်တော်ဘာကြာလဲမကြည့်လိုက်ပါ4နှစ်လို့ကြာနော်4နှစ်46တေချာဝိုင်းနော်ဒီမှာ4နှစ်တေချာပြနော်46ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီမှာပြန်သွားမယ်ဒီမှာတစ်ပင်အောင်နှစ်ပင်အောင်မယ်နော်ဒီ3လုံးကျွန်တော်ပေါင်းမယ်2 4 3 2 4 3ကျွန်တော်တို့ပေါင်းလိုက်တဲ့ခါကျတော့9ရတယ်တဲ့ဒီမှာ9ကိုကျွန်တော်ရေးလိုက်ပြီးအနီလေးနဲ့9ပါဝါ4နှစ်ခက်က6ထိုင်းပါဝါ3ညလေးလုံးရနော်အပူပါအဲ့ဒီမှာပါကြလဲကျွန်တော်ကြည့်ပါဒီမှာကျွန်တော်တို့6-6လို့ကြာနော်ဒီမှာရှင်းတယ်နော်ဟုတ်ပြီဒါအမြန်လေးကျွန်တော်ပြပါဦးကျွန်တော်6-6လို့ကြာတော့ဒီကောင်မှန်သွားပြန်ပြီအဲ့ဒါဆိုကျွန်တော်တို့ဒီမှာ8-9-6တဲ့8-9-6ဆိုကျွန်တော်3ဒီမှာကျွန်တော်3ရေးလိုက်ပြီအညီလေးနဲ့3ပါဝါနှစ်ခက်က5နော်နှစ်ခက်က5ပါဝါ8 3-8-5ထိုင်းပါဝါ1မှတ်ထားနော်ထိုင်းပါဝါ1အဲ့တော့ကျွန်တော်ဗာကြလဲ1-3လို့ကြာတယ်5-3လို့ကြာတယ်5-5လို့ကြာတယ်အပူပါနော်3ခွက်နော်ဒီနှစ်ပင်ထဲမှာနော်နှစ်ရက်တော်မှာထွက်ရမှာဟုတ်ပြီနော်ဒီမှာ5-5ကြာတယ်1-3ကြာတယ်5-3ကြာတယ်မ3နော်ဒါကတော့ကျွန်တော်စုပ်ကွန်ထရိုးရရေးပို့လိုက်မယ်နော်ပြီးတော့နောက်တစ်ခါတင်ပြီးတော့9ခွန်3နဲ့ဆိုတော့ကျွန်တော်ဗာရမယ်ဒီမှာ9ရယ်ခွန်ရယ်3ရယ်ဆိုတော့9ရမယ်နော်ဒီမှာ9ကိုကျွန်တော်အနီလေးရေးလိုက်ပြီ9
ပါဝါ3ညနှစ်ခက်က3ထိုင်းပါဝါ6နော်အဲ့တော့93336ထိုင်းပါဝါအဲ့ပါဘာထွက်တော့ကြည့်လိုက်ပါ3ည6နော်3ည6ထွက်တယ်ဟုတ်ပြီနော်အဲ့ဒါကိုကျွန်တော်တို့93ည6 93ည6ကိုကျွန်တော်ပေါင်းလိုက်တော့9တဲ့9ရဲ့ပါဝါ9ရဲ့နှစ်ခက်ထိုင်းပါဝါ6 93ည36 93ည36မှာဘာထွက်တော့ကြည့်ပါ96နော်ရှင်းတယ်နော်ဒီထွက်တယ်ဒီမှာလည်း3ည6ထွက်တယ်နော်ဟုတ်ပြီနော်ကျွန်တော်အားရှိရတဲ့ဟာလေး2ရက်တွင်းနော်2ရက်တွင်းအဲ့ဒါကျွန်တော်တို့ကဒီမှာတဲ့တစ်ဆက်သေးပဲနော်6 8ခွန်ဆိုတော့1နော်ဒီမှတ်ထားနော်ဒီ1ကိုကျွန်တော်ယူမယ်ဒီ1ကရကျွန်တော်ဟိုးသွားမယ်1ကိုကျွန်တော်ယူသွားမယ်1ယူရတဲ့ခါကျတော့ဒီမှာကျွန်တော်1ရေးလိုက်မယ်ကျွန်တော်ရေးနေချထိုင်းမယ်ဆိုတော့ဒီမှာ1ရေးလိုက်မယ်1ရဲ့ပါဝါ6နှစ်ခက်က8ထိုင်းပါဝါ3နော်1683မှာဘာထွက်တော့ကြည့်ပါ16နှစ်ခါထွက်တယ်နော်16နှစ်ခါထွက်တယ်ဆိုတော့ဒါကျွန်တော်အောင်မြင်ပြီနော်ဒီမှာနှစ်ပင်အဲ့ဒါကျွန်တော်ဒီမှာသွားမယ်816တော့9တယ်နော်ဒီကျွန်တော်9ရေးပြီးသားပဲဒါပေမဲ့အနီလေးနဲ့ကျွန်တော်ရေးလိုက်မယ်9ကိုပါဝါနှစ်ခါထိုင်းပါဝါ6 93ည36အဲ့မှာဘာထွက်တော့ကြည့်ပါ96လို့ထွက်တယ်နော်အဲ့မှာ96ထွက်တယ်93ည36 96ထွက်တယ်နော်โอเคနော်အဲ့မှာကြည့်93ည9 96အဲ့ကျွန်တော်959တဲ့959တော့ကျွန်တော်3တယ်အဲ့မှာ3ရေးလိုက်မယ်နော်အနီအောင်လေးနဲ့3ပါဝါနှစ်ခါထိုင်းပါဝါနှစ်ခါက9အဲ့ဒါ385ထိုင်းပါဝါ1 385ဒီကျွန်တော်တို့35ထွက်တယ်ဟုတ်တယ်နော်ဒီမှာ35ထွက်ပါတယ်အဲ့ဒါဒီမှာအောင်မြင်မြန်ပြီနောက်တစ်ခါကျွန်တော်ဒီမှာကြည့်မယ်245ဆိုတော့245ဆိုတော့1ပါတယ်နော်1ကိုဒီမှာရေးလိုက်ပြီသူ့ရဲ့ပါဝါသူ့ရဲ့နှစ်ခါသူ့ရဲ့ထိုင်းပါဝါ31683ကိုကျွန်တော်ကြည့်လိုက်ပါ1ထွက်တယ်နော်1ထွက်တယ်ကျွန်တော်33ထွက်တယ်အပူးပါနော်ဆိုတော့ဒါကျွန်တော်အောင်မြင်တယ်လို့ယူဆလို့ရတယ်ဟုတ်ပြီနော်အဲ့ဒါကိုကျွန်တော်ဒီမှာတစ်ဆက်ထဲကြည့်မယ်9 2 1ဆိုတော့ကျွန်တော်8ပါတယ်ဒီ8ရဲ့ပါဝါ3 8နှစ်ခါက1 8ရဲ့ထိုင်းပါဝါ9နော်မှတ်ထားပါအဲ့ဒါ8315ဒီအမှကျွန်တော်ဒီမှာပါထွက်တော့18လို့ထွက်တယ်ဟုတ်ကဲ့နော်ဒီမှာ18လို့ထွက်တယ်အဲ့ဒါအောင်မြင်ပါတယ်ဟုတ်ပြီအဲ့ဒါကျွန်တော်1846တဲ့အဲ့ဒါကျွန်တော်ဒီမှာ8ပါတယ်နော်8ဆိုတော့ကျွန်တော်ဒီမှာ8ရေးလိုက်မယ်8ရဲ့ပါဝါ3 8ရဲ့နှစ်ခါ1သူ့ရဲ့ထိုင်းပါဝါ9နော်8315ပဲ8315ဒီအမှကြည့်လိုက်ပါဘာထွက်တော့35လို့ထွက်တယ်နော်ဒါမှဖြစ်မနေကြပေးနေစိုက်ရှင်းလားမသိဘူးနော်ကျွန်တော်တို့တွေဒါစီးပွားဖြစ်ရိုက်မှာစီးပွားဖြစ်ရိုက်အခုကျွန်တော်ပေးထားတဲ့ထဲမှာလည်းပါတယ်နော်အဲကျွန်တော်255ဆိုတော့ပေါင်းလိုက်မယ်2ခွန်နော်အဲဒီမှာ2ခွန်ကကျွန်တော်ရေးပြီးသားကိုဒီမှာ automatic ကြာပါရနော်2ခွန်သူ့ရဲ့နှစ်ခါ4သူ့ရဲ့ထိုင်းပါဝါ6အဲ့တော့2ခွန်46 2ခွန်46ဒီမှာခွန်တစ်ချိန်ထွက်တယ်4ခွန်တစ်ချိန်ထွက်တယ်နော်အဲ့တော့ဒီမှာကျွန်တော်တအောင်မြင်ပြီဟုတ်ပြီကျွန်တော်လက်ရောက်ပြီကျွန်တော်လက်မှာခွန်4နှစ်ခွန်4နှစ်ဆိုတော့ကျွန်တော်3ရှိပါနော်3ရက်ပါပါ8 3ရက်နှစ်ခက်က5သူ့ရဲ့ထိုင်းပါဝါနှစ်နော် sorry ထိုင်းပါဝါ1ထိုင်းပါဝါ1နော်အဲ့တော့8351ကျွန်တော်ပေးထားတဲ့အခွေထဲမှာလည်း8351ပါပြီးသားပါအဲ့တော့ဒီကောင်ကိုမဖြစ်မနေစာတုံးနဲ့လိုက်နေတဲ့လူကအားမလျှော့ပါနဲ့ဒီမှာမနေ့ဖြန်ကိုကျွန်တော်တို့ဒီတရက်လိုက်မယ်ဒီတရက်လိုက်မယ်ဘိုးတဖူးနဲ့ကြာတာပြီးအနှစ်ရက်တော်တွင်းမှာ automatic ထွက်ရမယ်ဒါတက်တင်နဲ့အထောက်ထားနဲ့ကျွန်တော်ပြရနော်အဲ့တော့ဘယ်ကမှန်လာလဲဆိုတော့ကျွန်တော်ဒီကစပြမယ်ဒီမှာတစ်ချိန်မှန်နော်တစ်ချိန်မှန်နှစ်ချိန်မှန်သုံးချိန်မှန်လေးချိန်မှန်ငါးချိန်မှန်၆ချိန်မှန်ခုနှစ်ချိန်မှန်7ချိန်အောင်9ချိန်အောင်10ချိန်အောင်17ချိန်အောင်12ချိန်အောင်13ချိန်အောင်ပါနော်13ချိန်အောင်သွားတဲ့အတွက်ကြောင့်ကျွန်တော်တို့လှည့်မှာ14ချိန်မထိုးရဲတဲ့ဘာအကြောင်းမှမရှိဘူးနော်3851အပူပါနော်3851အပူပါကျွန်တော်ပေးထားတဲ့အခွေထဲမှာလဲ
ပါပြီးသားပါအဲ့တော့ဘာမှမလုပ်ရှင်တော့မှဒါကိုဇာတိုးနဲ့ဖိလိုက်ရင်ကိုထိုးထားတဲ့ကဏ္ဍတွေကိုပေးထားတဲ့ပတ်သီးတွေရှုံထားတာတွေဒိုင်ငွေတင်ထားတာတွေဒါအကုန်ပြန်ကြည့်ရနော်အဲ့တော့33885511လည်းမမေ့နဲ့နော်ဘာလို့တော့အပူးတွေနက်ခတ်တွေဒါလိုက်ကြတာနော်ဒီမှာဆိုရင်ခွန်ကြတယ်ဒီမှာဆိုချင်း၄ခွန်ထိုင်းပါဝါဒါဆိုချင်းထိုင်းနက်ခတ်နော်3နှစ်ဆိုတာထိုင်းနက်ခတ်ကြတာအဲ့သူကအပူးတွေကလာဖို့အစီအစဉ်အများကြီးရှိနော်33885511တွေလည်းဇာတူထိုးပါဒါကျွန်တော်တစ်ချိန်ပြရနော်ပြီးရင်ကျွန်တော်3851ပေးရတဲ့အကြောင်းရင်းလည်းတက်တည်ပြမယ်နော်တက်တည်ပြပေးပါမယ်ခဏနေတော့ရမ်းပေးတာပဲကွယ်လို့ဖြစ်နေမှာကြောက်နော်အဲ့တော့ကျွန်တော်ကတက်တည်ပြပေးမယ်လေးငါအဲ့တော့ကျွန်တော်ဒီလောက်ကပဲဖြတ်ပြမယ်နော်ဒီလောက်ကပဲဖြတ်ပြမယ်ဟိုလောက်ကပြတယ်ဟိုကကြာနေမှာကြောက်လို့နော်ဆိုတော့ကျွန်တော်တို့ကဒီလောက်ကပြလိုက်လို့ရတယ်4 6 4 6 4 6 2 5 4 6 2 5 6 6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  4 6 2 5
4 6 2 4 6 2 5ကျွန်တော်ဒီမှာနော်ကြည့်ဒါတဲ့တနင်္လာနေ့ညနေပိုင်းထွက်တာဒါတင်းလာနေ့မနေ့ကပိုင်းထွက်တာဒါအင်္ဂါနေ့ထွက်တာအဲ့တော့ကျွန်တော်ဒီလိုပြမယ်တင်းလာနေ့ထွက်တဲ့ကဏ္ဍက6 5မှတ်တာနော်ညနေပိုင်း4 6အဲ့တော့6 5 4အင်္ဂါနေ့မနေ့ကထွက်တာ2 4အကုန်ပေါင်းလိုက်မယ်2 4 5 6ပေါ့ဗျာ2 4 5 6နော်ဟုတ်ပြီနော်2 4 5 6ဒီနောက်တစ်ဖက်မှာတဲ့2 4 5 6အခွေပေါ့ဗျာမ4 5လို့ထွက်တယ်နော်အောင်မြင်ပြီနော်ဟုတ်ပြီထားလိုက်ဒီမှာ4 5 3 2 3 2အဲ့တော့3 2 4 5နောက်တစ်ဖက်မှာ3 2 4 5ဒီမှာ3 2 2ဒီမှာ4 5ဟုတ်ပြီနော်ဒါလက်တွေ့ပြနော်ဟုတ်ပြီအဲ့ဒီမှာကြည့်မယ်9 5 4 5 3 6အဲ့တော့ကျွန်တော်တို့ကဒီမှာပါရော3 4 5 6 9 3 4 5 4 5 6 9အခွေဒီတဲ့ဒီမှာ4 5ထွက်တယ်ဒီမှာ5 3ထွက်တယ်ဟုတ်ပြီနော်အဲ့တော့ဒီမှာ4 5 9 2 5 3ဆိုတော့ကျွန်တော်ဘယ်လိုပြန်ဖတ်ရမလဲဆိုတော့2 3 4 5 9 2 3 4 5 9နောက်တစ်ပင်မှာ2 3 4 5ကိုဒီမှာ9 9နော်9 9ဒီမှာ9 9ဒီမှာ9 3ဟုတ်ပြီနော်ဟုတ်ပြီအဲ့ဒါကျွန်တော်ပြန်ဖတ်မယ်1 1တဲ့9 6တဲ့9 9ဆိုတော့1 5 9 6အခွေ1 5 9 6ကိုနောက်တစ်ဖက်မှာ1 5 9 6ကို9 6နော်9 6ဒီမှာ9 6မှန်ပါပြီနော်ဟုတ်ပြီထားလိုက်အဲ့တော့ဒီမှာကျွန်တော်ပြန်ဖတ်မယ်ဒီမှာ9 6ဒီမှာ8 6 5 6အဲ့တော့ဒီမှာ9 6 8 9 5 6 8 9ဒီ5 6 8ဒီမှာ9 9 8 8ဒီမှာ9 6ဟုတ်ပြီနော်အဲ့တော့ဒီမှာဖတ်မယ်ကျွန်တော်ဒီမှာတင်းလိုက်မနေ့ကထွက်တာ9 9ညနေခင်းမှာ9 6 9 5 6ဒီမှာ8 8ဆို9 5 6 8 5 6 8 9 5 6 8 9အခွေတဲ့5 6 8 9အခွေ5 6 8 9အခွေတဲ့ဒီမှာ6 6 5 6 8 9ကိုဒီမှာ5 9ဟုတ်ပြီနော်ဒီမှာနှစ်ပင်ထွက်တယ်နော်ကျွန်တော်ဒါလက်တွေ့ပြတယ်အဲ့တော့ဒီတစ်ဖက်မှာကျွန်တော်တို့ကဒီမှာ3 3 1 1 1 8ဟုတ်ပြီနော်3 3 1 1 8ဆိုတော့ဒီမှာ1 3 8ဟုတ်ပြီနော်1 3 8ကို1 3 8ကိုကျွန်တော်9ထည့်ပေးတာပူတီကြတာအကြောင်းရင်းရှိလို့နော်1 3 8 5အခွေနော်နောက်တော့က9 3အခွေရတာဒီလိုလေးပဲကျွန်တော်ပြတယ်နှစ်ပင်လောက်ပဲပြတယ်နော်9 6ရယ်ဒီက1 6ရယ်1 6 9နော်1 6 9အခွေဒီတဲ့အပူးပါဒီမှာ9 9ထွက်တယ်နော်9 9ထွက်တယ်ဗောဗျာနောက်တော့ကဒီရပြီးတော့မှ9ရယ်တဲ့2ရယ်6ရယ်2 6 9 2 6 9အခွေဒီတဲ့အပူးပါ2 6 9ခွေ2 6 9ကို6 6ထွက်တယ်ဗျာဟုတ်ပြီနော်ဒါကျွန်တော်တူရင်းပဲပြတယ်အဲ့တော့ဒီမှာ3ဒီမှာ3 5အဲ့တော့ဒီမှာ3 5ဒီနှလုံးလေးကလည်းအပြီးတော့ထွက်ရအောင်အဲ့တော့ကျွန်တော်က9ကိုဖြည့်ဆွက်ပြီးထည့်ပေးထားတယ်ဒါကြောင့်မလို့1 3 8 5အခွေရဒီမှာတစ်ဆိုင်ဆောင်းနာဒီမှာကျွန်တော်ပြတယ်3 8 5တစ်ကအခွေရလဲတစ်ဆိုင်အပူပါနော်အဲ့ဒါဒီကောင်ကိုအပူပါနော်
ဒါအောင်စားတော့နဲ့ထိုးပြအောင်ထိုးပါဒါအားလုံးပဲကြည့်ရတာလေနော်ကျွန်တော်ဒီလိုမဲ့စကွန်ဆောရိုက်ပြီးပို့ပလိုက်မယ်ကျွန်တော်ကိုဒီမှာကျွန်တော်အခုပေါ့နော်ဒီကနေ့ဒီမှာတချို့ကျတော့တမျိုးတမီထင်မှာကြောက်တော့နော်ဒီမှာဒါပို့ပေးထားပါတယ်ဒါကိုထိုးတဲ့လူဒီမှာကံကောင်းငွေများများရပါစေကျွန်တော်ဆူတောင်းပေးတဲ့10ရက်မှာ12ရက်ဆိုမှရက်ကြော်သွားခဲ့ရင်လည်းအခုကကျွန်တော်ကလက်တွေ့ပြပြရနော်ဒီ1358ခွေလုံးဝ automatic မိုက်ပါတယ်စီးပွားပြင်းနဲ့ 2D စာတိုးနဲ့ထိုးတဲ့လူဒီထိုးရမှာဖြစ်ပါတယ်အခုကျွန်တော်ပြတာဆောင်းတာနေတိုက်ကလက်ရည်မလှတဲ့ဒီနေတိုက်ကတစ်ဆိုင်နော်ဒီမှာတစ်ဆိုင်နှစ်ဆိုင်နော်အဲ့ဒါရတဲ့ site လေးကိုဖော်မူလာရောပါအောင်အကုန်လုံးချပြလိုက်ပြီနော်ရဲထိုးပါလို့ကျွန်တော်ပြောချင်ပါတယ်နော်အခုဒီမှာကျွန်တော်ပေးထားတဲ့ဒီ site ပေါ့နော်ဒီမှာလည်းပြီးကျွန်တော်ပေးထားရနော်ဒါလည်းပေးထားတယ်သူတို့တွေအရင်တော်များနေလောက်ပါပြီဒီ6ပတ်တီကိုကျွန်တော်ကြိုက်ရင်လည်းမကြိုက်တာများပါပြီနော်နောက်တော့ကျွန်တော်အကောင်းဆုံးနီးလန်းကိုနေ့ရက်တွင်းထွက်မဲ့ပတ်တီတောင်ထပ်ပေးမယ်ဥမာ6ကိုပတ်ထားတာဥမာ2500 3000ရောက်နေပြီဆိုလဲကျွန်တော်ပေးလိုက်တဲ့ပတ်တီကိုရုံကြည်နဲ့သူ့ငွေမောက်ကိုတင်လိုက်ပါပြန်ရပါလိမ့်မယ်နော်ဒါကြောင့်လိမ်ပြီးတော့ပေးထားတဲ့တခုမှမရှိဘူးဒီ site အခု formula 1358 site ကလည်းအခုကျွန်တော်ရတဲ့ site လေး formula ရလို့ကျွန်တော်ပေးတာပါနေ့ရက်တွင်းမထွက်လို့ကျွန်တော်တို့နောက်တစ်2ရက်မှာဒီပတ်စံငွေမောက်တွေနဲ့ပြန်လိုက်နိုင်အောင်ကြိုးစားပါဒါကြောင့်တစ်ပတ်ရှင်းလို့ရှိရင်ကျွန်တော်မြတ်ထားတဲ့ဒီကွက်ထွက်တာနဲ့နားမယ်ဖြစ်နိုင်တော့မနေ့ပြန်ထွက်ဖို့များတယ်မနေ့ပြန်ထွက်ဖို့များတယ်နော်ဒီ site တိပြီဆိုတော့ကျွန်တော်နေတိုက်ကိုထပ်ပြမယ်နော်နေတိုက်ရဲ့ formula ကိုပဲကြည့်လိုက် formula ပဲကြည့်လိုက်နော်အားလုံးပဲတူတူနဲ့ကန်ကောင်းကြပါစေလို့ကျွန်တော်စူတောင်းပေးပါတယ်နော်အဲ့တော့ဒီနေ့မှာဆိုရင်လည်းဟိုပေါ့ကျွန်တော်ကဒီမှာတင်ပေးလိုက်တာနော်2ခွန်လေး930နေတိုက်ကိုဒီမှာစိတ်ဝင်စားတဲ့အတွက်လည်းပေါက်ချင်လည်းပေါက်မပေါက်ချင်လည်းမပေါက်ဘူးဗျာဒီမှာ23ပါတယ်နော်ဒီ site ရဲ့ဒိတ်ကိုလည်းကြည့်လိုက်ဒိတ်ကလည်းဒီမှာ17ရက်3လအင်္ဂါနေ့မနေ့ကဒိတ်ကိုကြည့်လိုက်12ရက်3လဗုဒ္ဓဟူးနေ့ဒီဒိတ်နော်ဒီဒိတ်ရဲ့ formula ကဒီ site ကတော်တော်လှတယ်နော်ဒီ site ကတော်တော်လှတာမနေ့ပြန်အောင်ကျွန်တော်တို့အတွက်ကဒီမှာ383ဆိုတဲ့ဝန်းချင်းအမှားခံရှိ61ဆိုတဲ့အမှားခံရှိဒီနှစ်ခုရှိတာနဲ့တင်မယ်ကျွန်တော်တို့ကဆွမ်းနာကျွန်တော်တို့ပြောတယ်1358အခွေရဲကြီးထိုးသိမ့်ပြီလို့ကျွန်တော်ကတော့ယူဆရတယ်ပေါ့ဗျာကျွန်တော်လည်းအဲ့လိုယူဆရနော်ဒီ site ရဲ့ formula တော့ဗီဒီယိုလည်းရှင်းနေဆိုတော့မပြတော့ဒါကိုလည်းလိုက်မယ်ဆိုတော့အခွေကိုလည်းလိုက်မယ်ဆိုရင်တော့ဝင်ရင်းနှီးများမှာကြောက်လို့နော်ဒါကိုပဲတစ်တိုင်းမဲ့တဲ့လိုက်ဒီနေ့ညဗုဒ္ဓဘူးမနေ့ကထွက်မဲ့ခဏန်းရဲ့ပတ်တီး formula ကိုလည်းကျွန်တော်ထပ်ပေးလိုက်မယ်နော်ပတ်တီးပြောင်းပေးမယ်ဒါပေမဲ့တစ်ဆိုင်မဲ့တဲ့လိုက်ရမှာတော့1385အခွေပဲနော်1385အခွေပဲလိုက်ရဒါကတော့မှန်လဲမှန်ပြက်လဲပြက်မနေ့ပြောင်း2လေးဝန်းချင်းရှိတယ်အဲ့တော့ဒီမှာ6တဲ့ဝန်းချင်းရှိတယ်83ဝန်းချင်းရှိတယ်နော်အားလုံးပဲမနေ့ပြန်ရက်ကိုကျွန်တော်တို့ကံကောင်းကြပါသလိုဆုတောင်းပါတယ်ဗုဒ္ဓဘူးတနေ့ကိုတော့မကြာတာပြီးနေတော့ကြောင်ပေးပေါ့ဗျာလိုက်ဖြစ်အောင်လိုက်ပါအားလုံးပဲတူတီနဲ့ကံကောင်းကြပါလေကျွန်တော်စကွန်ရက်ဖိုင်မှာပို့ပြဖြစ်ပါတယ်အားလုံးပဲကျွန်တော်ရဲ့မိတ်ဆွေကျွန်တော်ရဲ့ဘိုင်ဘာကတူတီမိတ်ဆွေများကျွန်တော်ဒီပွဲမှာအခုအရင်2ရက်ကိုညားနေတယ်ဆိုပေမဲ့ဗုဒ္ဓဘူးနဲ့ကြာတာပြီးပြန်ရမယ်ပြန်မြတ်မယ်ဆိုလို့ရှိရင်နားလို့ရပါပြီ1358အခွေနဲ့အောင်မြင်သွားတဲ့ကျွန်တော်ပြီးတက်မယ်နော်အားလုံးပဲတူတူနဲ့ကံကောင်းကြပါစေဗျာ